တပည့်လေးတယောက်မိန်းကလေးတယောက်ရဲ့ဆွဲဆောင်မှုကြောင့်ဝိညာဉ်ရေးရလမ်းစဉ်ကနေလမ်းလွဲပြီးကာမဂုဏ်လမ်းကြောင်းပေါ်ရောက်သွားပုံကြောင်းပဲဖြစ်တယ်နောက်ဆုံးမှာသူ့ရဲ့အဆုံးသက်ကဘလို့ဖြစ်မလဲအားလုံးပဲမင်္ဂလာပါ short by short channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တကယ်ချင်းတို့ရေဒီနေ့တင်ဆက်ပေးမယ့်ကိုရီးယားရုပ်ရှင် Spring Summer Fall Winter and Spring ဟာတမှုထူးခြားတဲ့ဇာတ်ကားတကားဖြစ်ပြီးဇလန်ရဲ့အနက်အဓိပ္ပာယ်ကိုနက်ရှိုင်ခန်းစားလေးပို့ပြီးလှပစမ်းပြလေးပါပဲတောင်ကိုရီးယားရဲ့နက်ရှိုင်းတဲ့တောတောင်တွေကြားတဘာဝအန်ကြီးတစ်ခုရှိပြီးအဲ့ဒီအန်ရဲ့အလဲတက်တဲ့မှာတော့ရေပေါ်ဗုဒ္ဓဘာသာကျောင်းတိုက်လေးတစ်ခုရှိပါတယ်အဲ့ဒီကျောင်းတိုက်မှာဆရာတော်တစ်ပါးနဲ့တပည့်လေးတယောက်သတင်းသုံးနေကြတာပါအဲ့ဒီကျောင်းတိုက်ထဲဝင်ဖို့အတွက်တစ်သားတကားကြီးတစ်ခုကိုဖျက်ကျော်သွားရပြီမဲ့အဲ့ဒီတကားကဘသူ့လမ်းကိုမှပိတ်ဆို့မထားဘူးအန်ဩစရာကောင်းတာကတကားဘေးပတ်ပတ်လဲမှာဘာနိုင်ရမှမရှိရပါပဲဒါပေမဲ့လူတိုင်းကတော့ဒီတကားကနေပဲအဝင်အထွက်လုပ်ကြပါတယ်ဇလန်းကိုຫນွေဦးရာသီကနေစတင်ပုံဖော်ထားပြီးနေ့စဉ်လှုပ်လှုပ်စင်အတိုင်းဆရာတော်ကအရင်ဆုံးနိုးလာကဗုဒ္ဓရုပ်ဘွားတော်ကိုရှ िख ိုးပြီးတပည့်လေးကိုနှိုးလိုက်တယ်ဒီနေရာမှာအခန်းတွင်းမှာလည်းနေရမရှိပဲတကားတစ်ခုတည်းသာတက်ဆင်ထားတာပါနှစ်ယောက်သားအစင်သင့်ပြင်ပြီးလှေငယ်လေးတစ်စင်းနဲ့ကန်နာကိုသွားကြပါတယ်ဒီလှေလေးကသူတို့ကိုပြင်ပကဘာနဲ့ချိတ်ဆက်ပေးတာပါလှေပေါ်မှာတော့ဘော်ဒီတက်ကွင်ရင်ရဲ့ပုံတော်ကိုဆွဲထားပြီးဒါဟာပြင်ပကဘာနဲ့အကူတန်းလုပ်ဖို့တခုလေတော့တွာလာရေးနီးလန်းပါပဲအဲ့ဒီတစ်သားတကားကြီးနားမှာဆရာတော်ကစွန့်ခံကြွားဖို့ဆင်းသွားပြီးတပည့်လေးကတော့ဆေးဖက်ဝင်ပင်တွေရှာဖွေဖို့ထွက်သွားခဲ့ပါတယ်ခဏအကြာမှာနှစ်ယောက်လုံးပြန်ရောက်လာပြီးတဲလာတဲ့ဆေးဖက်ဝင်ပင်တွေကစားလို့ရတဲ့အရွက်နဲ့အစိတ်ရှိတဲ့အရွက်ခွဲခြားပုံကိုဆရာတော်ကတင်ပြပေးပါတယ်အရွက်တွေကပုံစံချင်းတစ်ထက်တည်းတူနေလို့ပါတပည့်လေးမှာမွေးထားတဲ့ခွေးလေးတစ်ကောင်ရှိပြီးတစ်နေ့လုံးအတူဆော့ကစားလေးရှိတယ်တရက်မှာတော့သူတယောက်တည်းလှည့်စည်းပြီးကန်းသားကိုသွားကငါးလေးဖားလေးနဲ့မွေလေးတို့ကိုကြောက်တုံးနဲ့ခြိထားတဲ့အချီကျိုးတွေနဲ့အသီးသီးခြိနှောင်ထားလိုက်တယ်သူတို့တွေဒုက္ခရောက်နေတာကိုကြည့်ပြီးတပည့်လေးကအပျော်ကြီးပျော်နေတာဒါသူ့အတွက်ဖျော်ဖြေရေးအသစ်တစ်ခုဖြစ်နေတယ်လို့ပါပဲဒါပေမဲ့ဒါတွေအားလုံးကိုဆရာတော်ကလှမ်းကြည့်နေခဲ့တယ်လှေမရှိပဲဆရာတော်ကအဲ့နေရာကိုဘယ်လိုများရောက်သွားခဲ့တာပါလဲအပြန်မှာတော့ဆရာတော်ကကြောက်တုံးကြီးတစ်ခုကိုတည်လာခဲ့တယ်နောက်တနေ့မနက်မှာတော့ကလေးရဲ့ကြောပေါ်မှာအဲ့ဒီကြောက်တုံးကြီးကိုခြိနှောင်ထားရမှုတပည့်လေးမှာလမ်းလျှောက်ရတာတော်တော်လေးပင်ပန်းနေခဲ့တယ်သူကကြောက်တုံးကိုဖြီးပေးဖို့ဆရာတော်ကိုတောင်းဆိုတဲ့အခါဆရာတော်ကမင်းအဲ့ဒီတတဝါလေးတွေခံစားခဲ့ရတဲ့ဝေဒနာကိုတွေးမိရလားမင်းအရင်ဆုံးအဲ့ဒီတတဝါတွေကိုတွားလွှတ်ပေးရမယ်တကယ်လို့တကောင်ကောင်တေသွားခဲ့ရင်တော့အဲ့ဒီအပြစ်တရားကိုမင်းတစ်သက်လုံးရင်ထဲမှာထမ်းပိုးထားလိမ့်မယ်လို့မိန့်ကြားလိုက်တယ်သူအဲ့ဒီနေရာကိုပြန်သွားပြီမဲ့ဖားလေးတကောင်ကိုပဲကယ်တင်နိုင်ခဲ့ပြီးကြံတဲ့တတဝါတွေကတော့သူတွားမလွတ်ခင်ကတည်းကတေဆုံးသွားခဲ့ပါပြီသူတို့တေးနေတာမြင်ပြီးတပည့်လေးအောင်ကိုပါတော့တယ်ပထမဆုံးအကြိမ်ဖြစ်ဝမ်းနဲ့ပူဆွေးမှုကိုသူခံစားလိုက်ရတယ်။နှွေဦးရာသီပြီးတဲ့နောက်အခုနှွေရာသီကိုပြသထားပြီးတကားကြီးပွင့်လာတဲ့အခါကလေးလေးကနေအခုတပည့်လေးဟာလူပြိုလူရွယ်ဖြစ်လာခဲ့ပါပြီ။တောထဲမှာမွေးနှကောင်မိတ်လိုက်နေတာကိုမြင်ပြီးသူ့ရဲ့ရင်ထဲမှာလည်းတာယာလိုချင်စိတ်တွေနိုးကြလာခဲ့တယ်။အဲဒီနောက်သူဗုဒ္ဓရုပ်ပွားတော်ရှိတဲ့ကုန်းမြင့်ပေါ်မတ်တက်ရက်ပြီးဝေးဝေးလန်လန်မျှော်ကြည့်နေခဲ့တယ်။ငယ်စဉ်ကတည်းကအခုချိန်မှာသူ့ရဲ့အမြင်အာရုံကပုံမူကျပြန့်လာခဲ့တာပါ။အဲ့ဒီချိန်မှာသူတို့စီကိုတပည့်လေးနဲ့တက်တူရွယ်သူမိန်းကလေးတယောက်ယောဂကုသဖို့အတွက်သူ့အမေနဲ့အတူရောက်လာခဲ့ပါတယ်။ဒီတခါတော့သူတို့ channel မှာခွေးလေးအစားကြက်ဖတကောင်ကိုမြင်တွေ့ရမှာပါညဘက်အိတ်ဆက်တဲ့အခါတပည့်လေးဟာအဲ့ဒီမိန်းကလေးကိုငေးကြည့်နေမိတယ်နောက်တနေ့မနက်မှာတော့ဆရာတော်ကမိန်းကလေးမကြခင်ပြန်ကောင်းလာမှာဖြစ်ကြောင်းအမေဖြစ်သူကိုစိတ်ချစေခဲ့ပါတယ်မိန်းကလေးရဲ့အမေကလည်းရက်အနှဲငယ်ကြအောင်တမီးဖြစ်သူကိုအဲ့ဒီမှာထားခဲ့ပြီးပြန်သွားတယ်တပည့်လေးကတဖြည်းဖြည်းနဲ့သူမအပေါ်စိတ်ဝင်စားလာပြီးခိုးကြည့်နေမိတယ်သူဟာတခါမှမိန်းကလေးတယောက်ကိုမမြင်ဘူးခဲ့လို့ပါတညမှာတော့မိန်းကလေးအိပ်ပျော်နေစဉ်သွားထိဖို့ကြိုးစားရမှာမိန်းကလေးကသူ့ကိုပါရိုက်လိုက်တယ်သူတလန်းဖြတ်သွားပြီးဖះရှိမှခွင့်လွှတ်ဖို့တောင်းပန်နေခဲ့တယ်အဲ့နောက်မိန်းကလေးကသူ့ပခုံးကိုတတလေးပုတ်ပေးခဲ့တယ်ဆရာတော်ကမိန်းကလေးကိုတော်ရဲရလာတဲ့ဆေးဖက်ဝင်အပင်တွေရဲ့အရေးကိုတိုက်ကြွေးစေခဲ့ပါတယ်။ရက်အနှဲငယ်အတွင်းမှာပဲဆေးဆွမ်းပြလာပြီးမိန်းကလေးကပြန်လဲတက်တာလာကတဖြည်းဖြည်းပွင့်လင်းလန်းဆန်းလာပြီးရေရင်မောမောစကားပြောလာနိုင်ပါတယ်။နှစ်ယောက်သာအတူတူတော်တဲ့လမ်းလျှောက်ထွက်ကြပြီးတပည့်လေးကတော့သူမနောက်ကနေငေးကြည့်နေပြီးကသူမအနားကိုချင်းကပ်ဖို့ကြိုးစားနေခဲ့ပါတယ်။ညဘက်ဒီမှာလည်းမအိပ်ပဲမိန်းကလေးဘက်ကိုလှမ်းချောင်ကြည့်နေခဲ့တာပါ။နှစ်ယောက်သားတော်တော်လေးရင်းနှီးသွားကြပြီးတရက်မှာတော့မိုးတဲထန်စွာရွာသွန်းနေခဲ့တာမို့တပည့်လေးဟာအောင်တားနိုင်တော့ပဲနှစ်ယောက်သားချစ်တင်းနှီးနှောမိကြပါတယ်။ဆရာတော်မျက်ကွယ်မှာသူတို့နှစ်ယောက်ဟာတသားတည်းဖြစ်သွားခဲ့ကြတယ်။တညမှာတော့နှစ်ယောက်သားတိတ်တဆိတ်လှေစီးပြီးအဝေးကိုထွက်သွားကလှေပေါ်မှာပဲအတူတူရှိနေခဲ့ကြပါတယ်။နောက်နေ့မနက်မှာဆရာတော်ကလှေထဲမှာအဝတ်အစားမရှိပဲအတူတူအိပ်ပျော်နေတဲ့သူတို့နှစ်ယောက်ကိုတွေ့သွားခဲ့ပါတယ်။ဒါပေမဲ့ဆရာတော်ကဘာတုံ့ပြန်မှုမှမပြခဲ့ပါဘူး။တစုံတူကိုပိုင်ဆိုင်လိုတဲ့စိတ်ကအဲ့ဒီလူပေါ်မှာစိုးမိုးချုပ်ကန်ခြင်းစိတ်ဖြစ်ပေါ်စေပြီးဒါဟာနောက်တစ်ချိန်မှာဆင်းရဲတုပ်ရဲ့အကြောင်းရင်းဖြစ်လာမယ်ဆိုတာကိုဆရာတော်သိနေလို့ပါ။အဲ့ဒီနောက်ဆရာတော်ကလှေထဲကရေထုတ်ပါကိုဖွင့်လိုက်တယ်။တဖြည်းဖြည်းနဲ့လှေထဲကိုရေတွေဝင်လာတာမို့နှစ်ယောက်လုံးနိုးလာကဆရာတော်ကိုခွင့်လွှတ်ဖို့တောင်းပန်ကြပါတယ်။ဆရာတော်ကမင်းတို့နှစ်ယောက်လုံးမှာအပြစ်မရှိပါဘူး။ဒါပေမဲ့မင်းတို့ရက်တက်ရမယ်လို့မိန့်ကြားလိုက်တယ်အချိန်အတန်ကြာတော့ဆရာတော်ကမိန်းကလေးကိုအခုလုံးဝတက်တာသွားပြီလားလို့မေးရသူမကဟုတ်ကဲ့လို့ဖြေခဲ့ပါတယ်အဲ့ဒီခါဆရာတော်ကသူမကိုဒီနေရာကနေထွက်ခွာသွားဖို့ခိုင်းလိုက်ပေမဲ့တပည့်လေးကတော့ဒေါသတကြီးနဲ့သူမကိုမသွားဖို့တားဆီးပါတော့တယ်ဆရာတော်ကတော့မိန်းကလေးကိုချက်ချင်းပဲလှေနဲ့ကမ်းတစ်ဖက်ကိုပို့ပေးလိုက်ပါတယ်ဒီလိုတင်းကျပ်မှုကအခုချိန်မှာတပည့်လေးအတွက်မှားယွင်းနေတယ်လို့ထင်ရပေမဲ့သူ့ကိုလမ်းမှန်ပေါ်ပြန်တင်ဖို့အတွက်ဒါဟာတခုတည်းသောနည်းလမ်းဖြစ်ပါတယ်သူတညလုံးအိတ်မပြောပဲမိုးလင်းတဲ့အခါဗုဒ္ဓရုပ်ပွားတော်ကိုထုတ်ပိုးယူဆောင်ပြီးကျောင်းတိုက်ကနေထွက်ခွာသွားခဲ့ပါတယ်ဆရာတော်နိုးနေပေမဲ့သူ့ကိုမတားဘူးလူတိုင်းကမိမိရဲ့လမ်းကိုမိမိဘာသာရွေးချယ်ကြရလို့ပါအခုစောင်းရာသီရောက်လာတဲ့အခါတကားပြန်ပွင့်လာတာကိုတွေ့ရပါတယ်ဆရာတော်လည်းအိုမင်းမစွမ်းဖြစ်နေပြီဖြစ်ပြီးဒီတစ်ခါတော့ဆရာတော်အနားမှာကြောင်လေးတစ်ကောင်ရှိနေတယ်ထုံးစံတိုင်းစွန့်ခံကြွပြီးနောက်ဆရာတော်ပြန်ရောက်လာပြီးစားစရာတွေပတ်ထားတဲ့သတင်းစာပေါ်ကသတင်းတစ်ခုကိုဖတ်မိလိုက်ပါတယ်
အဲ့ဒါကတော့အသက်30အရွယ်အမျိုးသားတစ်ယောက်ဟာဇနီးဖြစ်သူကိုတက်ပြီးထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတဲ့သတင်းဖြစ်ပြီးတကယ်တော့ဒါဟာအဲ့ဒီတပည့်လေးပဲဖြစ်တယ်အဲ့ဒီညမှာဆရာတော်ကသူ့အတွက်အဝတ်စားတွေချုပ်လုပ်ပေးနေခဲ့တယ်ဘာလို့လဲဆိုတော့တပည့်လေးပြန်လာမဲ့အချိန်ရောက်ပြီဆိုတာဆရာတော်သိနေလို့ပဲနောက်တနေ့မနက်မှာပဲတကားဝမှာရက်နေတဲ့သူ့ကိုတွေ့လိုက်ရပြီးဆရာတော်လည်းလှေနဲ့တွားရောက်ကြိုဆိုခဲ့ပါတယ်တပည့်လေးကဆရာတော်ကိုညနေချင်းမဆိုင်ပဲရှောင်ဖယ်နေခဲ့တယ်သူယူသွားခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ကိုမူလနေရာမှာပြန်လည်ပူဇော်ပြီးနောက်ဇနီးဖြစ်သူကိုတတ်ခဲ့တဲ့ဓာတ်နဲ့ကြမ်းပြင်ကိုဒေါသတကြီးအထက်အချက်ထိုးဆွနေခဲ့တယ်သူ့ရင်ထဲမှာဒေါသတွေအပြည့်ဖြစ်နေတာကိုမြင်ပြီးဆရာတော်ကသူ့ရဲ့ဆင်းရဲဒုက္ခအကြောင်းမေးမြန်းတဲ့အခါသူကကျွန်တော်ရဲ့အကြီးမားဆုံးအမှားကသူမကိုချစ်မိခဲ့တာပါကျွန်တော်အတွက်သူမကလွဲလို့ဘာမှမလိုချင်ခဲ့ဘူးဒါပေမဲ့သူမကကျွန်တော်ကိုစွန့်ခွာပြီးတခြားလူနောက်လိုက်သွားခဲ့တယ်လို့ပြောပါတယ်ဆရာတော်ကကိုချစ်မြတ်နိုးတဲ့အရာကိုလည်းတခါတရံမှာလွှတ်ချပေးရတဲ့စမြဲပဲအခြေအနေနဲ့လူတွေဆိုတာအများအားတသမတ်တယ်မရှိနိုင်ဘူးလို့ရှင်းပြပါတယ်သူတညလုံးအိတ်မပြောပဲနောက်တနေ့မှာကိုတေချောင်းကြံမှုစ조사ခဲ့တယ်ဒါကိုဆရာတော်မြင်တဲ့အခါရင်ဆုံးသူ့ကိုဆုံးမရိုက်နှက်ပြီးဒဏ်ပေးလိုက်တယ်အဲ့ဒီနောက်ဆရာတော်ကကြောင်မီးလေးကိုတုံးပြီးပညာပါရမီတာနှလုံးသားဒေသနာတော်ကိုကြောင်တိုက်ဝန်းကျမ်းပြင်အပြည့်ရေးသားလိုက်တယ်တပည့်လေးလည်းဒဏ်ပေးခံရမှုပြီးဆုံးပြီးဆရာတော်ချုပ်ပေးထားတဲ့အဝတ်စားတွေကိုဝတ်ဆင်ကထွက်လာတဲ့အခါဆရာတော်ကဒီဓာတ်နဲ့ကျမ်းပြင်ပေါ်ကရေးထားတဲ့အခရာတွေကိုတလုံးချင်းထွင်းထုယူပါလို့မိန့်ကြားလိုက်တယ်သူ့ဓာတ်ကိုလှုံ့ဆော်ရင်းနဲ့ရင်ထဲကဒေါသနဲ့ဝေဒနာတွေတဖြည်းဖြည်းလျော့ပါသွားပြီးစိတ်နှလုံးအေးချမ်းမှုကိုရရှိလာလိမ့်မယ်သူစတင်လှုံ့ဆော်နေစဉ်မှာပဲတကားဝါကိုရဲနှစ်ယောက်ရောက်လာခဲ့တယ်ဆရာတော်လည်းလှည့်နဲ့တွားကြိုလိုက်ပြီးရဲတွေကိုမြင်တော့တပည့်လေးမှကြောက်လန့်သွားခဲ့တယ်ဆရာတော်ကတော့နောက်တနေ့မနက်အထိစောင့်ဆိုင်ပေးဖို့ရဲတွေကိုတောင်းဆိုလိုက်တယ်ဘာလို့လဲဆိုတော့ဒီအလုပ်ပြီးမြောက်ဖို့မနက်အထိအချိန်ယူရမှာမို့ပါရဲတွေလည်းဗုဒ္ဓဘာသာရဲ့ကျင့်ဝတ်ကိုလေးစားတဲ့အနေနဲ့စောင့်ဆိုင်ဖို့သဘောတူခဲ့ကြတယ်နောက်တနေ့မနက်အလုပ်ပြီးသွားတဲ့အခါတပည့်လေးဟာအဲ့ဒီနေရာမှာလည်းအိပ်ပျော်သွားခဲ့ပြီးရဲနှစ်ယောက်ကလည်းရေးထွင်းထားတဲ့အခရာတွေကိုဆေးအောင်ချဲပြီးဆရာတော်ကိုကူညီပေးကြတယ်တပည့်လေးအိယာကနိုးလာတဲ့အခါမှာတော့ဆရာတော်မိတ်ကြခဲ့တယ်လို့ပဲသူ့ရဲ့ဒေါသမီးတွေအကုန်ငြိမ်းအေးသွားခဲ့ပြီးထွက်ခွာမဲ့အချိန်မှာသူဆရာတော်ကိုရှစ်ခိုးဦးချပြီး၃ယောက်သာလှေပေါ်တက်ခဲ့ကြပေမဲ့လှေကရှေ့ကိုရွေးမသွားပဲလှေကိုတစ်ခုခုကဆွဲထားသလိုဖြစ်နေခဲ့တယ်ဒါပေမဲ့ဆရာတော်ကပြုံးပြပြီးလက်ပြလိုက်တဲ့အခါမှာလေလေးကရှေ့ကိုစတင်ရွေ့လျားသွားခဲ့တယ်တပည့်ဖြစ်သူကိုဒါနောက်ဆုံးအချိန်မြင်တွေ့ရခြင်းဖြစ်မှန်ဆရာတော်သိနေခဲ့တာအခုတော့ဆရာတော်ရဲ့တာဝန်ဝတ္တရားတွေအားလုံးပြီးမြောက်သွားခဲ့ပြီဖြစ်လို့ဆရာတော်ဟာများသောအားဖြင့်ထောင်းတနေရာမှာထိုင်ပြီးတရားဘာဝနာသာပွားများနေခဲ့တယ်အဲဒီနောက်တရက်မှာတော့ဆရာတော်ဟာမီးတင်းကြိုပြီးဓမ္မကန်ဆောင်ကပြိဋိဘံဆန်လွန်ခဲ့တယ်အဲ့ဒီလိုခန္ဓာဝင်ချစဉ်မှာဆရာတော်မျက်ဝန်းကနေမျက်ရည်တွေစီးကျလာခဲ့ပြီးဒါဟာဆရာတော်ကိုယ်တိုင်လည်းလောကီလောဘမောဟတွေကနေလုံးဝမလွတ်မြောက်နိုင်သေးတာကိုပြသနေတာချင်းလာစွာသောတပည့်လေးကိုလွမ်းဆွနေပြီလို့လည်းဖြစ်နိုင်တယ်ဆရာတော်ပြိဋိဘံဆန်ပြီးနောက်ငွေတကောင်ဟာလေအောက်ကနေရေကူးထွက်သွားခဲ့ပြီးဒါဟာသူတို့ရဲ့နောက်ထပ်ဘဝတန်တရားတစ်ခုပြန်လည်စတင်ပြီဆိုတာကိုပြသနေတာပဲဗုဒ္ဓဘာသာမှာငွေဟာမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းရဲ့ဘဝတန်တရားစဝန်းကိုစားပြုလို့ပဲအခုတော့တကားကြီးဟာစောင်းရသည်မှာပြန်ပွင့်လာတာကိုပြသထားပြီးတိုင်တုံးရဲ့ရေတွေဟာရေခဲပြင်ကြီးဖြစ်ပြောင်းလဲသွားခဲ့ပြီးတပည့်ဖြစ်သူဟာလည်းပြစ်ဒဏ်ကနေလွတ်မြောက်ပြီးပြန်လည်ရောက်ရှိလာခဲ့တယ်။ကျောင်းတိုက်ထဲမှာဆရာတော်ရဲ့ဝတ်လဲတော်ပေါ်မှာအဲ့ဒီမွေတွေရောက်နေတာကိုသူတွေ့လိုက်ရတယ်။လေနားကိုသွားပြီးတပည့်ဖြစ်သူကဆရာတော်ကိုဦးချကြောခဲ့တယ်။အဲ့ဒီနောက်သူဟာရေခဲပြင်ကိုတူးဆွပြီးရရှိလာတဲ့ဆရာတော်ရဲ့အယိုးပြတွေကိုအနီရောင်ပိတ်စတစ်ခုနဲ့ထုတ်ပိုးကဗုဒ္ဓရုပ်ပွားတော်တဆူထုလုပ်ပြီးအထဲမှာအဲ့ဒီအနီရောင်ပိတ်စထုတ်ကိုထည့်သွင်းကပူဇော်ကြောခဲ့တယ်။အဲ့ဒီနောက်ဆရာတော်ရဲ့ကျမ်းဟောင်းတွေကနေမပြီးဆုံးသေးတဲ့တရားစာပေတွေကိုဆက်လက်လေ့လာသင်ယူကဆရာတော်လမ်းညွှန်ပြသခဲ့တဲ့အတိုင်းကြင်ကြံအားထုတ်နေခဲ့တယ်။ဒီလိုနဲ့အချိန်တွေကုန်လွန်လာခဲ့ပြီးတရက်မှာတော့အမျိုးသမီးတစ်ယောက်ဟာမွေးကင်းစကလေးငယ်လေးကိုကျောင်းတိုက်စီတည်ဆောင်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာမှာတော့ပိတ်စတစ်ခုအုပ်ထားခဲ့တယ်။သူမမှာတစုံတရာအခက်အခဲရှိပုံရပြီးညဘက်အမှောင်ထဲမှာကလေးကိုအဲ့ဒီမှာထားခဲ့ပြီးပြန်ဖို့ပြင်ဆင်နေခဲ့တာ။ဒါပေမဲ့လမ်းခုလက်မှာရေခဲတူးထားတဲ့ကျင်းထဲကိုကျွံကျပြီးရေနစ်သေဆုံးသွားခဲ့တယ်။နောက်တစ်နေ့မနေ့မှာတပည့်ဖြစ်သူဟာဒါကိုမြင်တွေ့ရတဲ့အခါရင်ထဲမှာအကြီးအကျယ်စိတ်မကောင်းဖြစ်ရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကျင်းကိုသူကိုယ်တိုင်တူးခဲ့မိလို့ပဲစိတ်ထဲကအပြစ်ရှိစိတ်တွေကိုလျော့ပါစေဖို့အတွက်သူဟာခါးမှာကြိုးချီပြီးလေးလံတဲ့ကြောက်တုံးကြီးကိုဆွဲကတောင်ကုန်းမြင့်ကြီးပေါ်ကိုခဲခဲရင်ရင်တက်လှမ်းခဲ့တယ်။ဒါဟာငယ်စဉ်ကသူ့ရဲ့ဆရာတော်ကသူ့ပေါ်ဆုံးမသွန်သင်ခဲ့တယ်လို့ပဲနောက်ဆုံးမှာတော့တောင်ထိပ်ကိုရောက်ရှိသွားပြီးဘောဓိသက်ကွင်ရင်ရုပ်ပွားတော်ကိုတည်ထားကိုးဝယ်ခဲ့တယ်။အဲ့ဒီရုပ်ပွားတော်ကကရုဏာတရားရဲ့ပြရုပ်ဖြစ်ပြီးတောင်ထိပ်ကနေတောင်ကြားတစ်ခုလုံးကိုသူလှမ်းမြင်နေရပြီးသူငယ်စဉ်ကတော့ရေပေါ်ကကြောင်းတိုက်လေးကိုပဲမြင်မှုခဲ့ပေမဲ့အသက်အရွယ်ကြီးရင်လာတဲ့အခါမှာတော့သူ့ရဲ့အတွေးမြင်အာယုံတွေကပုံမူကျယ်ပြန့်လာခဲ့ပြီအခုအချိန်မှာတော့သူဟာအရာရာကိုအစိတ်စိတ်အမွားမဟုတ်ပဲအလုံးစုံခြုံငုံတုံးသက်ကြည့်မြင်တတ်ခဲ့ပြီရုပ်ရှင်ရဲ့အဆုံးသက်မှာတကားကြီးပွင့်လာတဲ့အခါຫນွေဥရာသီကိုပြန်လည်ရောက်ရှိလာပြီးနောက်ထပ်ဘဝတန်တရားဆက်ဝန်းသစ်တစ်ခုပြန်လည်စတင်ခဲ့တယ်အဲ့ဒီတပည့်လေးဟာအခုဆရာတော်ဖြစ်လာပြီးအဲ့ဒီအမျိုးသမီးရဲ့ကလေးငယ်လေးကတော့သူ့ရဲ့တပည့်လေးဖြစ်လာခဲ့တယ်ဒီတစ်ခါတော့ခြံထဲမှာလိတ်တကောင်ကိုမြင်တွေ့ရမှာဖြစ်ပြီးတပည့်လေးကလည်းလိတ်နဲ့ဆော့ကစားနေခဲ့တာပြီးတော့သူကလည်းအရင်တပည့်လေးလိုပဲငါးလေးဖားလေးနဲ့မွေလေးတို့ရဲ့ပါဇက်ထဲကိုကြောက်ခဲတွေထည့်ပြီးသူတို့တွေဒုက္ခရောက်နေတာကိုကြည့်တာပျော်မြူးနေခဲ့တယ်ဒါကိုကြည့်ပြီးလူသားတွေရဲ့လမ်းစဉ်ဟာတတ်မှတ်ထားပြီးသားဖြစ်ကအဲ့ဒီအမှားတွေကိုပဲထက်ခါတလဲလဲပြုလုပ်တတ်ကြရဲဆိုတာနားလည်နိုင်တယ်သူတို့ဘာကိုဒုက္ခပေးရင်းနဲ့လောကီတွေ့တာမှုတွေထဲမှာနစ်မွန်းသွားကနောက်ဆုံးမှာတော့ဝေဒနာတွေနဲ့သာအဆုံးသတ်ကြရဒါဟာဘယ်တော့မှမပြီးဆုံးနိုင်တဲ့တန်တရားဆက်ဝဲမဲ့တငယ်ချင်းတို့ရေနေရမရှိတဲ့တကားကြီးဟာမိမိတို့ရဲ့ဘိုးဘေးတွေတင် जा ပြသပေးခဲ့တဲ့အရာတွေကိုရိုသေလေးစားပြီးလိုက်နာကျင့်သုံးသင့်တယ်ဆိုတာကိုဖော်ညွှန်းနေတာဖြစ်တယ်ဒီရုပ်ရှင်ထဲမှာဗုဒ္ဓဘာသာရဲ့သဘောတရားအရာအရေးကြီးတဲ့အဓိပ္ပာယ်ရှိတဲ့ပြကွက်အချို့ကိုဖော်ပြထားပြီးဒါဟာတပည့်လေးရဲ့ဘဝအစဉ်စဉ်ကိုရှင်းပြပေးနေတာပထမဆုံးအချက်ဖြစ်တဲ့ငါးဟာလွတ်လပ်မှုရဲ့ပြရုပ်ဖြစ်ပြီးငယ်စဉ်ကတပည့်လေးဟာလွတ်လပ်ပေါ်ပါခဲ့တာကိုဆိုလိုတာ
နောက်တော့ခွေးလေးကိုပြသထားပြီးဒါဟာနာခံမှုကိုကိုစားပြုတာတပည့်လေးကဆရာတော်ပေါ်တစ္ဆာရှိမှုကိုပြသနေတယ်သူလူပြိုဖော်ဝင်ချိန်မှာတော့ကြက်ဖားတစ်ကောင်ကိုပြသထားပြီးဒါဟာလူသားတွေရဲ့တာယာလိုချင်စိတ်ကိုပြသနေတာဖြစ်ပြီးတပည့်လေးလည်းကာမဂုဏ်စိတ်တွေနောက်ကိုပါသွားခဲ့တယ်လို့ပဲအဲ့ဒီနောက်မှာတော့ငြိမ်သက်ပြီးအရာတစ်ခုအပေါ်အာယုံစိုက်တက်တဲ့ကြောင်လေးရောက်လာခဲ့တယ်ဒါတပည့်လေးအတွက်စိတ်နှလုံးအေးချမ်းမှုလိုအပ်နေခြင်းကိုပြသနေတာနောက်ဆုံးမှာတော့တီးခံခြင်းဇွဲလုံးလားနဲ့အသက်ရှည်ခြင်းကိုကိုစားပြုတဲ့လက်ကြီးကိုပြသထားပြီးဒါသူ့ဘဝရဲ့နောက်ဆုံးအဆင့်ကိုဖော်ညွှန်းနေတာဖြစ်တယ်အနှစ်ချုပ်ရရင်တော့ကြောင်တိုက်ဟာခန္ဓာကိုယ်ဖြစ်ပြီးအိုင်ထဲကရေတွေဟာဝိညာဉ်ပိုင်းဆိုင်ရာစိတ်တန်တန်ဖြစ်ခါလှေရတော့ကျွန်တော်တို့ကိုပြင်ပကဘာနဲ့ထိတွေ့ပေးတဲ့ကြားခံတဲ့မြေတစ်ခုပဲအဲ့ဒီတကားကနေတဆင့်ခံစားချက်တွေဒုက္ခဒုက္ခတွေဖိအားတွေနဲ့လောကီတွေ့တာမှုတွေဟာအထဲကိုဝင်ရောက်လာကြတယ်ဒါပေမဲ့ကျွန်တော်တို့တွေဘလောက်ထိရိုက်ခတ်မှုရှိမလဲမိမိကိုယ်ကိုဘလောက်ထိလမ်းမှန်ပေါ်ထိမ့်သိမ်းထားနိုင်မလဲဆိုတာကတော့မိမိတို့ရဲ့ခရီးစဉ်ပဲဖြစ်တယ်တကယ်ချင်းတို့ရေဒီနေ့ရဲ့တင်ဆက်မှုကိုဘယ်လိုထင်ကြလဲဆိုတာ comment မှာမျှဝေပေးခဲ့ကြပါဦးပြီးတော့ channel ကိုလည်းအပြီးပိုင် subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အောင်နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲ bye love you and take care ပါတကယ်ချင်းတို့ရေ